self awareness ရှိဖို့ဘယ်လောက်အရေးကြီးသလဲ self awareness ဆိုတာဘာလဲမိမိကိုယ်ကိုသိရှိမှုဖြစ်ပါတယ်မိမိရဲ့အကျင့်စရိုက်တွေအတွေးတွေခံယူချက်တွေလိုအင်ဆန္ဒတွေစသဖြင့်ပေါ့သင်ကဘယ်လိုလူမျိုးလဲဒါကလည်း simple word နဲ့ self awareness ပါပဲ awareness ရှိဖို့သိအရေးကြီးပါတယ်အခုနောက်ပိုင်းလူငယ်တွေကြားမှာဖြစ်နေကြ stress အများစုကတော့ဒါနဲ့သက်ဆိုင်တာတွေရှိမယ်လို့ထင်ပါတယ်ကိုဘာလိုချင်လဲဆိုတာမသိတာသိတဲ့လူကလည်းတကယ်တမ်းကိုမျက်စိရှိမှတစ်စုံတစ်ခုကိုမြင်တဲ့အခါလှလို့ခဏတာသဘောကျလို့လိုချင်လိုက်တယ်တကယ်တမ်းရတဲ့အချိန်မှာကိုတကယ်စိတ်ထဲကဖြစ်စေခြင်းတဲ့အတိုင်းမဖြစ်တော့စိတ်တွေဆင်းရဲကုန်တဲ့သဘောပါပဲသင်ရောသင်ရဲ့တဲလန့်တွေကိုသိပြီးပြီလားသင်ခွင့်မလွတ်နိုင်တဲ့အရာတွေကဘာတွေလဲသင်ရဲ့အကျင့်စရိုက်တစ်ခုကိုဖော်ပြရမယ်ဆိုရင်ဘာဖြစ်မလဲ self awareness ရှိဖို့ကထင်သလောက်တော့မလွယ်ကူပါဘူးပတ်ဝန်းကျင်မှာလူတွေနဲ့ရှင်တွဲနေထိုင်ရင်ကမှကိုသိလာနိုင်တာပါဒီထဲမှာတစ်ခုကပတ်ဝန်းကျင်ရဲ့တစိ့ကပ်မှုက80%ကိုအပေါ်မှာအယိမ်မဲလို့လာတက်ရောက်တာပါမင်းကဘလို့လူလေမင်းကဘလို့စိတ်ရှိတာလေမင်းကပြော့ညံ့တာမာကြောတာစသဖြင့်ပေါ့အဲ့နေရာမှာကျွန်တော်တို့ဟာကိုကောင်းစွာနားမလည်ထားရင်သူတို့ပြောသမျှစကားတွေထဲငါအဲ့လိုလူလားဆိုတာအဲ့ဒီအတွေးတွေနဲ့ပိတ်လှောင်ပြီးကိုပျောက်ဆုံးသွားပါလိမ့်မယ်တကယ်လို့သင်ဟာကိုပျောက်ဆုံးနေတဲ့သူဆိုရင်လည်းပြန်ရှာကြည့်ပါမိမိကိုမေးခွန်းတွေမေးကြည့်ပါသင်ကိုယ်သင်ပြန်ရှာနိုင်မှအသေးအချာပါပဲစိတ်ညစ်ပြေနီးဒီ topic ကိုတော်တော်များများကမေးကြတယ်သိချင်ကြတယ်စိတ်ညစ်ပြေချင်ကြတယ်ပေါ့အားလုံးဝိုင်းမေးတဲ့အချိန်မှာဘလို့ပြောရမလဲဘလို့ရေးပေးရမလဲဆိုတာစဉ်းစားလို့မရခဲ့ဘူးစိတ်ထဲတွေ့တဲ့နည်းတွေပေးဖူးပေမဲ့တကယ်တမ်းစိတ်ညစ်တဲ့အခါစိတ်ထဲကြတဲ့အခါလဲအဲ့ဒီနီးလန်းတွေကကိုယ်တိုင်တော့အသုံးမတည့်ပြန်ပါဘူးအခုတော့စိတ်သက်သာရစေမဲ့နီးလေးနည်းနည်းတွေ့လို့ဝေမျှလိုက်ပါတယ်ကျွန်တော်တို့ဟာတခါတလေမှာအကြောင်းပြချက်တိချာမရှိပဲစိတ်ညစ်နေစိတ်သက်ကြနေတတ်ပါတယ်ဒါမှမဟုတ်လေအကြောင်းရင်းတစ်ခုရှိပေမဲ့ကိုယ်တိုင်ကမသိတာကိုယ်စိတ်ကိုမဖြေဆဲနိုင်တာတစ်ခုပေါ့တချင်း or movie ကျွန်တော်သိကြိုက်တဲ့တချင်းမျိုးလေးတွေ list လုပ်ထားပါတယ်အဲ့ဒီတချင်းတွေနားထောင်လိုက်ရင်ကျွန်တော်အလိုပျော်နေတတ်ပါတယ်စိတ်ညစ်တဲ့အခါနားထောင်ဖို့ဆိုပြီး list လုပ်ထားတာတွေရှိပါတယ် movie ကြိုက်တဲ့လူကတော့ movie ဒါပေမဲ့အရန်မှောင်မိုက်လိုက်အောင်စိတ်သက်ကြနေရင်အဲ့ဒီတချင်းတွေနားထောင်မှုလောက်တောင်သတိမရပါဘူးအဲ့ဒီအဆင့်ကိုမရောက်ခင်အိယာဘောကမထွက်ချင်တဲ့စိတ်ဘသူနဲ့မှစကားမပြောချင်တဲ့စိတ်ကိုအရင်ပြအောင်လုပ်ရပါတယ်အိတ်နိုင်တဲ့အနေအထားရှိတယ်ဆိုရင်အိတ်ချလိုက်တယ်နိုးလာရင်နည်းနည်းတော့မှုပြောင်းသွားတယ်တကယ်လို့မအိတ်နိုင်ဘူးဆိုရင်လေလမ်းလျှောက်ထွက်တာဖြစ်ဖြစ်ကိုမှန်နေထိုင်ကြည့်ရင်ငါဘာဖြစ်နေလဲတွေးနေတာဖြစ်ဖြစ်လုပ်ကြည့်သင့်ပါတယ်မှန်နေထိုင်ကြည့်တာတော်တော်လေးစိတ်ညစ်ပြေတယ်ကျွန်တော်အတွက်ပေါ့တခြားလူတွေအတွက်တော့မသိပါဘူးအဲ့ဒီကနေတဆင့်နေရောင်ချီပူပြင်းတဲ့နေတော့မရပါဘူးမနက်ခင်းနေဒါမှမဟုတ်ညနေနေဝင်တဲ့အချိန်အပြင်လေးလမ်းထွက်လျှောက်ပြီးကားတွေကိုကြည့်တာပဲဖြစ်ဖြစ်ကောင်းကင်ကိုငေးတာပဲဖြစ်ဖြစ်နေရောင်ခြည်လေးရရင်နည်းနည်းတော့စိတ်ကြည်သွားပါတယ်စိတ်ညစ်နေတယ်ဆိုရင်တော့မွန်းချက်ပြီးမညစ်တော့ပဲဘာကြောင့်စိတ်ညစ်နေလဲဘာလုပ်ရမလဲဆိုတာကိုသိလာနိုင်ပါတယ်အစားတစ်ခုအချိုးဆိုရင်တော့ပိုကောင်းပါတယ်တကယ်တော့စိတ်ညစ်တယ်ပျော်တယ်ဆိုတာကျွန်တော်တို့ကိုယ်ထဲကထွက်တဲ့ဟော်မုန်းတွေပေါ်မူတည်နေတဲ့ခံစားချက်တွေပါ
အဲ့ဒီခံစားချက်တွေကိုအလုံးစုံမပြောင်းပြစ်နိုင်ရင်တော့ပျော်စေတဲ့ဟော်မုန်းတွေထွက်ဖို့အားပေးနိုင်ပါတယ်။အပေါ်ကနေရောင်ခြည်ကလည်းထိုနည်းတူပါပဲ။အဓိကအချက်ကတော့အိယာတွေကထားဖို့ပါပဲ။မထားချင်ရင်လည်းအိပ်ပျော်အောင်အိပ်ဖို့ပါပဲ။ပြီးတော့မီးဖွင့်ထားဖို့လည်းမမေ့ပါနဲ့။စိတ်ညစ်တဲ့အခါအပြင်ထွက်ပြီးသိပ်လှတဲ့ကောင်းကင်နဲ့လောကကြီးကိုငေးကြည့်ဖို့မမေ့ပါနဲ့စိတ်ညစ်နေတဲ့အချိန်ဆုံးဖြတ်ချက်မချပါနဲ့အနာဂတ်ကိုမတွေးပါနဲ့အရင်ဆုံးစိတ်ကြည်အောင်သာအရင်လုပ်ပါအတ္တတွေကိုရှော့ချဖို့ကျွန်တော်အရင်တစ်ချိန်ကအတ္တကြီးတဲ့လူလို့ပြောလို့ရတယ်ဘလောက်ထိအတ္တစိတ်တွေပြည့်ရှံနေခဲ့တယ်လဲဆိုရင်ကျွန်တော်ချစ်တဲ့အရာတွေကျွန်တော်ချစ်တဲ့သူကျွန်တော်ချစ်မြတ်နိုးတဲ့ပစ္စည်းကျွန်တော်ချစ်မြတ်နိုးတဲ့တိရစ္ဆာန်လေးတစ်ကောင်ကိုအခြားလူတစ်ယောက်ကထိကန်ရင်မကြိုက်ပါဘူးငါဆိုတဲ့အတ္တပေါ့ငါမြတ်နိုးတဲ့အရာတွေအတွက်ငါရှိတယ်ငါချစ်တဲ့လူတွေငါချစ်တဲ့တတ္တဝါတွေအတွက်ငါရှိတယ်ဆိုတဲ့စိတ်ကအမြဲအတ္တဆန်နေတော့တိတ်ကိုတကူကောင်းသမားတစ်ယောက်ဖြစ်နေခဲ့ပါတယ်ဒါရီဟာဘယ်အချိန်မှတိလာခဲ့တယ်လဲလို့မေးရင်သူတို့ဘေးနားမှာကျွန်တော်ရှိမနေပေးနိုင်တော့ပဲအဲ့ဒီအချိန်မှတိလာခဲ့ပါတယ်ကျွန်တော်စိုက်နေကြအပင်လေးကိုရေဘလို့လောင်းရမလဲကျွန်တော်ခွေးလေးကိုဘယ်အချိန်အစာကျွေးတင်တယ်လဲတော့မသိပေမဲ့ကျွန်တော်မရှိတဲ့အချိန်မှာအဲ့ဒီအရာတွေဒုက္ခတွေ့ရတယ်ကျွန်တော်ချစ်တဲ့လူတွေကိုဘယ်သူနဲ့မှလိုတာထက်ပိုမဆက်သွယ်ဖို့တားမြစ်ခဲ့တဲ့အတွက်ကျွန်တော်မရှိတဲ့အချိန်မှာကိုချစ်ရတဲ့သူတွေပဲအထီးကျန်လာရတယ်ကိုအတ္တကြောင့်ကိုရင်မကသူတို့ပါပူလောင်လာရတယ်အတ္တဖြည့်စည်းလေးကိုကျွေးလိုက်တဲ့နောက်မေတ္တာပန်းတွေဝေးစားလာတဲ့အခါကျွန်တော်ပတ်ဝန်းကျင်မှာဆဲလဲတန်အစုံကြေးငှက်တန်အစုံရဲတန်လေးတွေအစုံမြင်လာကြားလာရတယ်စိတ်တွေကိုလျှော့လိုက်တယ်မတည်မြဲတဲ့လောကဓာတ်တရားကိုအမြဲမေ့နေခဲ့ပုံရပါတယ်မတော်လို့တစ်ချိန်ကိုပဲဖြစ်ဖြစ်သူတို့ပဲဖြစ်ဖြစ်ခွဲနည်းမျိုးစုံနဲ့ခွဲခွာခဲ့ရရင်ကိုချစ်ရတဲ့သူတွေစီကိုဆုံးရှုံးမှုတွေအများကြီးမဖြစ်စေချင်ပါဘူးကိုပိုင်တဲ့ဥယျာဉ်လေးကိုတခြားလူတွေကိုလည်းကြည့်ခွင့်ပေးမယ်လိပ်ပြာလေးတွေလည်းနားခွင့်ပေးမယ်မပျက်စီးအောင်လည်းတတ်နိုင်သလောက်ကာကွယ်ပါမယ်အတိတ်ကဒဏ်ရာတွေဟာအင်အားတွေပါပဲတစ်ချိန်ကအမှတ်တရတွေနာကျင်ရသည်ဖြစ်စေပျော်ရသည်ဖြစ်စေအဲ့ဒီအကြောင်းအရာတွေကိုသာမကြုံခဲ့ရရင်လက်ရှိအချိန်တွေဟာဒီလောက်လေးနက်မှုရှိခြင်းမှရှိမှာပါလက်တွေ့ဘဝဟာလည်းဒီလောက်လေးနက်ခြင်းမှလေးနက်တော့မှာနောက်ကျောကဓာတ်တန်ရာတွေကြောင့်သာလူတွေအကြောင်းပိုသိလာတယ်ဒဏ်ရာတွေကိုရှောင်ရင်းတိန်ရင်လောကကြီးမှာကိုဒီထက်ပျော်အောင်ထားရင်အနာအကျင့်တွေမရှိအောင်ရှင်တန်ဖို့နီးလန်းကိုရှာနိုင်ခဲ့တာစွန့်ပစ်ခံခဲ့ရတဲ့အတိတ်ဆိုးတွေကြောင့်တယောက်တည်းလောကအလယ်မှာကောင်းစွာအေးဆေးတည်ငြိမ်စွာရက်တည်လာနိုင်ခဲ့တာတစ်ချိန်ကအိမ်မရခဲ့တဲ့ညတွေအတွေးလွန်ခဲ့ရတဲ့အိမ်မက်တွေကြောင့်ပဲအခုချိန်မှာညတွေဟာအနားယူဖို့သာထိုက်တန်ကြောင်းသိလာတာလူတွေဟာဒဏ်ရာတွေကိုခူတုံးလုပ်ရင်းရှင်သန်ကြရတယ်တွေးကြည့်ရင်လူဘဝဟာနာကျင်စရာကြီးပါအရင်တစ်ချိန်ကလူဖြစ်ရတာမပြောဘူးနာကျင်ခဲ့ရတဲ့အချိန်မှာနာကျင်မှုတွေရင့်ကျက်လာတော့လူဖြစ်ရတာပျော်လာတယ်ကို့မှာအမာရစ်တွေနဲ့နှလုံးသားတွေဟာဒဏ်ရာတွေနဲ့စိတ်တွေဟာမွန်းကျက်မှုများစွာနဲ့ဒါပေမဲ့ကိုပျော်နေပြီရှေ့ဆက်ရမယ့်အခက်အခဲတွေကိုပြေးတွေ့ခြင်းနေပြီကိုကောင်းမွန်စွာဖြည့်ရှင်းနိုင်နေပြီလို့ယုံကြည်နေပြီဒဏ်ရာတွေနဲ့ပဲရှင်သန်နေရတာဟာလည်းအဓိပ္ပာယ်ရှိလာတာစင်းလုံးချောဘဝတွေသာဖြစ်ခဲ့မယ်ဆိုရင်ကိုဟာအခုချိန်မှာလူတွေအကြောင်း
လောကကြီးအကြောင်းမသိပဲနေချင်နေမှာပါဒဏ်ရာတွေဟာစားလို့ပဲဘဝကဒီဒဏ်ရာတွေကြောင့်ပဲရှင်တန်ရတာလေးနက်မှုရှိလာတာအမာရစ်တွေနဲ့ဆိုလဲကိုယ်နှလုံးသားတွေဟာလှပနေမြဲပါပဲလူဘဝကိုဘာကြောင့်ရခဲ့တာလဲလူဘဝကိုဘာကြောင့်ရခဲ့တာလဲတွေးကြည့်ဘူးပါသလားကျွန်တော်အမြဲတွေးဘူးတယ်စိတ်ညစ်စရာတွေရှိတဲ့အခါဆုံးရှုံးရတဲ့အခါမတရားမှုတွေမြင်ရတဲ့အခါဒီလူဘဝကြီးကိုဘာကြောင့်ရခဲ့တာလဲလို့အမြဲတွေးဘူးတယ်ငါဟာဆုံးရှုံးခြင်းတွေခံယူဖို့ပဲလားအနှိမ့်ဆက်ခံရဖို့ပဲလူဘဝကိုရခဲ့ရလားဒါမှမဟုတ်ဝတ်ကြွေးတွေဆက်ဖို့လားကိုယ်တိုင်ဂျင်းနဲ့ကြက်ထဲရောက်နေတာဖြစ်စေအခြားလူတွေကျင်းကျက်နေတာမြင်ရရင်ဖြစ်စေကျွန်တော်အဲ့လိုအမြဲတွေးဖြစ်ပါတယ်ကျွန်တော်ပြောနေကြစကားလေးတစ်ခုရှိရဲ့ပျော်ရလိုက်ငိုရလိုက်ဆင်းရဲလိုက်ချမ်းသာလိုက်ထိုးနှက်ခံရလိုက်မြောက်ပင့်ခံရလိုက်ဘဝဟာရိုလာကိုစတာစီးရတယ်လို့ပါပဲနှိမ်ချီမြင့်ချီနဲ့အနေရများလိုက်စိတ်အေးချမ်းသွားလိုက်ဒါကိုကလူဘဝရဲ့အရာတာပဲလို့လူဘဝဆိုတာနဲ့လူတိုင်းမှာပု္ပ္ပစာတစ်ပုဒ်ကိုစီရှိကြပါတယ်ကျွန်တော်တို့ဟာကိုယ့်ပု္ပ္ပစာကိုရှင်းရတယ်သူများပု္ပ္ပစာသွားရှင်းခြင်းလို့မရပါဘူးယူတတ်မှရမယ်သင်ခန်းစာဆိုတာဘဝပါပဲဘဝရှုံးတယ်ဆိုတာကြားဘူးတယ်မဟုတ်လားခမည်းဟာစိန်တုံးတုံးဖြစ်နေဖို့ပဲလိုတယ်ဘာမီးတန်လာခံနိုင်မယ်ဆုံးရှုံးမယ်နာကျင်မယ်ကြည်နူးမယ်အရာအားလုံးကသင်ခန်းစာတွေပါပဲလွန်ခဲ့တဲ့တစ်နှစ်ကဒဏ်ရာတွေဟာအခုသင်ခန်းစာတွေပဲလွန်ခဲ့တဲ့တစ်နှစ်ကပျော်စရာတွေဟာအခုဒဏ်ရာတွေလည်းဖြစ်လာနိုင်ပါတယ်ခမည်းရောလူဘဝကိုဘာကြောင့်ရခဲ့သလဲခမည်းကကိုဘဝကိုဝိနာကန်နာလို့တွေးလိုက်ရင်ဒါဟာငရဲတွေးမဲပေါ့ကိုတွေးတဲ့အတိုင်းမူတည်ပါတယ်မိုးကတော့ရွာနေမှာပါပဲဘလို့ခံမလဲဘာနဲ့ခံမလဲဆိုတာကကိုယ့်ရဲ့ဆုံးဖြတ်မှုရွေးချယ်မှုတွေပေါ့အတိတ်ကအမှားတွေအတွက်ကိုကျေးဇူးတင်လိုက်ပါအတိတ်ကပျော့ညံ့ခဲ့တဲ့အမှားမကင်းခဲ့တဲ့နေ့ရက်တွေအတွက်ကိုကျေးဇူးတင်လိုက်ပါမရင်ချက်ခင်ကလုပ်ခဲ့တဲ့အမှားတွေလုပ်ရက်တွေအတွက်ကိုအပြစ်တင်နေခဲ့ဘူးပါသလားအဲ့လိုမိမိကိုမိမိအပြစ်တင်နေခြင်းတွေကိုရပ်တန့်လိုက်ပါတော့မရင်ချက်ခင်ကမသိခဲ့လို့မှားခဲ့တဲ့အမှားတွေအသိဉာဏ်တွေမရင်ချက်သေးလို့စိတ်တွေကိုမချုပ်ထိန်နိုင်သေးလို့မှားခဲ့တဲ့အမှားတွေလူတိုင်းမှာကိုယ်စီရှိကြပါတယ်အဲ့ဒီအမှားတွေအတွက်အတိတ်ကိုပြန်ကြည့်တဲ့အခါကိုရှက်ခြင်းအပြစ်တင်ခြင်းတွေကိုလျှော့ချလိုက်ပါတော့အဲ့ဒီအမှားတွေကြောင့်သင်ဟာအခုချိန်မှာပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာခဲ့တာပါအခုချိန်မှာဖြစ်နေတဲ့အမှားတွေကြောင့်သင်ဟာအနာဂတ်မှာပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင်ပါပါအမှားတွေကိုမကြောက်ပါနဲ့ဒါပေမဲ့မိမိရဲ့မစင်ကျင်တဲ့လုပ်ရက်ကြောင့်သူတစ်ပါးရဲ့ဘဝတွေမထိခိုက်မနစ်နာသွားတဲ့၍ကျွန်တော်တို့ဟာလူသားဆက်ဆံလူသားတွေပါပဲမနှက်ဖြန်တွေကိုလက်ပစ်ကူးနေတဲ့၍အမှားတွေကိုတွေးနေရအောင်ပါပါရင်းချက်မှုတွေဟာအမှားတွေရဲ့ပြင်ဆင်မှုကနေပြန်လည်တိဆောက်ထားတာပါဘယ်သူမှခွင့်မလွှတ်ရင်တော့ကိုခွင့်လွှတ်လိုက်ပါမနှက်ဖြန်တွေစီကိုရင်ကော့ပြီးတော့ခရီးဆက်လိုက်ပါထပ်တူညီသောအမှားမျိုးကိုဘယ်တော့မှမလုပ်ဖို့ကိုအထက်ဂရုပေးနေပါကိုယ့်ရဲ့အတိတ်ကအကြောင်းတွေကြောင့်အနာဂတ်မှာအယောင်တွေမစွန်းပါစေနဲ့အတိတ်ကအရာတွေကိုအတိတ်မှာထားခဲ့ပါအတိတ်ကဒဏ်ရာတွေကိုလည်းအတိတ်မှာပဲထားခဲ့လိုက်ပါဒါပေမဲ့သင်ခန်းစာရစရာကိစ္စတွေကိုပြစ္ဆုတ်ပံကိုယူဆောင်လာလိုက်ပါအတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စတစ်ခုရဲ့အရေးဟာ
ကိုယ့်ရဲ့တဘဝလုံးအပေါ်အရေးမှောင်မလွှမ်းပါစေနဲ့အတိတ်မှာမိတ်ဆွေတွေရဲ့နောက်ကျောကနေဓာတ်နဲ့ထိုးခံရလို့လက်ရှိမှာတွေ့နေရတဲ့လူတိုင်းအပေါ်မှာတန်တရားမျက်စိနဲ့ကြည့်ရင်တန်တရားတွေနဲ့မဆက်ပါနဲ့တော့မိမိကိုယ်ကိုပူလောင်စေနိုင်တဲ့တစ်ခုတည်းသောအရာကမိမိရဲ့စိတ်ပါဒါကြောင့်သင်ခန်းစာတစ်ခုဖြစ်ပဲယူသွားပါအကြောင်းအရာတွေပေါ်စဉ်းစားဆင်ခြင်တက်လာတာဘလို့အကြောင်းအရာတွေကိုဖွင့်ဟပြောပြပြီးဘလို့အကြောင်းအရာတွေကိုတော့တိုးဝှက်ထားတဲ့လဲဘလို့ကိစ္စတွေမှာယုံကြည်ပေးတင်ပြီးဘလို့ကိစ္စတွေမှာတော့ကိုယ့်အသက်ကိုသူ့လက်ထဲအပ်တယ်လို့ဖြစ်တင်တယ်လဲဆိုတာသင်ရဲ့အသိဉာဏ်ကိုကူပြီးဆုံးဖြတ်ခိုင်းလိုက်ပါself control ကောင်းနိုင်မှုအတွက်နံပါတ်1မိမိကိုယ်ကိုနားလည်အောင်လုပ်ပါလူတွေဟာအခြားသူတွေစီကနေသာနားလည်မှုတောင်းခံယူခြင်းနေကြလိုချင်နေကြတာကိုစစ်မှန်တဲ့နားလည်မှုတွေမရှိတဲ့လူတွေအများကြီးပါပဲကိုနားလည်မှုရှိတယ်ဆိုတာကိုချစ်တဲ့သူတယောက်ကိုနားလည်ပေးရတယ်လို့မျိုးပဲသူဟာဘယ်အပိုင်းတွေမှာတန်မာပြီးဘယ်အပိုင်းတွေမှာပျော့ညံ့တယ်လဲဘယ်အပိုင်းတွေမှာ serious ဖြစ်တယ်လဲဆိုတာကိုသိအောင်စူးစမ်းရမှာပါကိုကဘလို့လူလဲပေါင်းသေးဆက်ဆံရေးညံ့နေသူလားမေတ္တာငတ်နေတဲ့သူလားမေတ္တာငတ်နေတယ်ဆိုရင်ရောဒါဟာလွန်ကဲနေပြီလားအတ္တကြီးပြီးတိတ်တခုကောင်းဆန်နေသူလားအခြားလူတွေအပေါ်တိတ် attach ဖြစ်တဲ့လူကိုတယောက်ယောက်ကဂယုစိုက်မှုနှွေးထွေးမှုလေးပေးလိုက်ပြီးဆိုတာနဲ့မိခိုသွားတတ်တဲ့လူဆိုတာသိရှိအောင်လုပ်ရပါမယ်စသဖြင့်မိမိကိုမိမိဘလို့လူလဲဆိုတာမြင်အောင်ကြည့်ရပါမယ်လူတိုင်းဟာစင်းလုံးချောမဟုတ်ပါဘူးအားနည်းချက်ကိုစီရှိကြပါတယ်အဲ့ဒီအားနည်းချက်တွေကိုပြင်မယူနိုင်ရင်တော့ကိုအားနည်းချက်အကြောင်းကိုကနားလည်ထားပြီးအမြဲကိုစိတ်ကို remind လုပ်ရင်ထိန်းညှိသွားရင်ချစ်ခင်တဲ့လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါရှေ့လျှောက်ဘဝနေရေးတွေမှာအလုပ်တွေလုပ်တဲ့အခါအထောက်အပံ့ဖြစ်လာပါလိမ့်မယ်ဒါဟာနေချင်းညချင်းတော့ဖြစ်မလာပါဘူးတဖြည်းဖြည်းလက်ခံပြီးပြုပြင်ယူရပါမယ်နံပါတ်2သိရှိပြီးတဲ့အခါတိုးတက်လို့ရင်ပြင်ယူဖို့ကြိုးစားကြည့်ပါဒါမှမဟုတ်ထိန်းညှိပါကျွန်တော်တို့တစ်ခါတလေကျွန်တော်တို့ဘလို့လူဆိုတာကိုသိပြီးလက်ရှိအတိုင်းစခန်းသွားနေတာတွေရှိပါတယ်ဒါဟာကိုအညံ့အတာလွန်ခြင်းအလိုလိုက်ခြင်းလို့ပြောရမလားပေါ့ပေါင်းသင်းဆက်ဆံရေးညံ့တဲ့လူတစ်ယောက်ဖြစ်နေရင်ငါကတော့ဆက်ဆံရေးမကောင်းဘူးဆိုပြီးအဲ့ဒီစကားလက်ဆွဲနဲ့ပဲဆက်သွားကြပါတယ်ဒါပေမဲ့တိုးတက်လို့ရင်ပြင်ယူကြည့်ပါပိုကောင်းတဲ့လူအသစ်တစ်ယောက်ဖြစ်လာတာဟာချင်ထားတာတွေထက်ပိုကြည်နူးစရာကောင်းပိုဝမ်းမြောက်စရာကောင်းပါတယ်ငါကမေတ္တာငတ်တယ်အချစ်ငတ်တယ်လို့ကိုတနာရင်လူတွေစီကအချစ်ခံလို့တဲ့အခါပျော့ညံ့ပြရင်တစုံတရာထိခိုက်တဲ့အခါလဲတကြောင်ကြောင်မှမငိုကြွေးပါနဲ့တော့ကိုချစ်ပေးကြည့်ပါမရရှိခဲ့တဲ့အရာတွေအတွက်စိတ်မကောင်းမဖြစ်ပဲကိုယ်တိုင်ဖန်တီးလို့ရမယ့်အရာတွေကိုစဉ်းစားပြီးမိမိရဲ့မနှက်ဖြန်တိုင်းကိုစိတ်တိုင်းကျဖန်တီးလိုက်ပါမိမိကိုယ်တိုင်နားလည်တဲ့လူတစ်ယောက်ကမြည်သူတစ်စုံတစ်ဦးရဲ့နားလည်မှုကိုမှမလိုအပ်ပါဘူးမိမိကိုယ်နားလည်မှုမိမိကိုယ်တိုင်နားလည်နိုင်မှုလောက်ဘယ်သူကမှလည်းကျွန်တော်တို့ကိုနားလည်မှုနှွေးထွေးမှုပေးနိုင်မှာမဟုတ်ပါဘူးကျွန်တော်တို့အတွက်အကောင်းဆုံးချစ်သူကလည်းကျွန်တော်တို့ကိုယ်တိုင်ပါပဲကျွန်တော်တို့အကောင်းဆုံးတငယ်ချင်းကလည်းကျွန်တော်တို့ကိုယ်တိုင်ပါပဲကျွန်တော်တို့ရဲ့မနှက်ဖြန်ကဒီနေ့ရဲ့ပြိုင်ဘက်ပါပဲပေးသမျှအကုန်ယူခဲ့ဘူးလားကျွန်တော်ဟာပေးသမျှကိုရင်နဲ့သိမ်းကျုံပြီးလက်ခံတတ်တဲ့လူပါအတုခိုးတတ်တဲ့အဟုတ်ထင်တတ်တဲ့သူပါတစုံတစ်ယောက်ကစိတ်ထဲကိုအမဲရောင်တွေဖြည့်တဲ့အခါအမဲရောင်တွေယူတယ်အနီရောင်တွေပေးတဲ့အခါအနီရောင်တွေယူတယ်
အဖြူပေးတဲ့အခါအဖြူတွေအစုံအမိုက်လိုအသည့်တွေပေးရင်တော့ကျွန်တော်ဟာဒါတွေကိုမသိစိတ်ကယူနေခဲ့တော့မှာပဲအဲ့ဒီကနေကျွန်တော်ဘာလို့လဲဆိုတာတဖြည်းဖြည်းပျောက်လာပါတယ်ဘေးကခြေတဲ့အယောင်တွေကြားမှာကျွန်တော်ဟာဘာအယောင်ရှိတဲ့ပကြီကားလဲဆိုတာကိုယ်တိုင်တော့မသိတော့ပါဘူးဒီတယောက်ကကျွန်တော်ကိုစကားပြောတာမာကြောတယ်နော်လို့ပြောရင်ကျွန်တော်ဟာတကယ်မာကြောတယ်လို့ကိုထင်ခဲ့ဘူးတယ်မင်းဖတ်နေတဲ့စာတွေကမှားနေတယ်လို့ပြောရင်ဖတ်ပြရမယ့်စာအုပ်တွေကိုပိတ်ပစ်ခဲ့ဘူးတယ်စိတ်ထဲမှာမင်းလူဆဲချစ်သူကိုတယောက်ကနင်တို့အရန်ချစ်ခဲ့တာလေနင့်ကိုလည်းသူကသိချစ်တာလို့ပြောရင်အဟုတ်မှတ်ပြီးလိုက်လွမ်းဖူးတယ်အဲ့ဒီအချိန်မှာလူတယောက်ကပြောတယ်မင်းကိုလူတွေကအမိုက်တွေပေးနေရင်လဲယူတာပဲလားတဲ့အဲ့ဒီအချိန်မှာကျွန်တော်ကဘာဟာမီးမောင်းထိုးလိုက်သလိုပဲသူတို့ပြောနေတာတွေကကျွန်တော်မှမဟုတ်တာကျွန်တော်ကိုကျွန်တော်အတိဆုံးပဲဖြစ်တယ်လူတွေဟာသူတို့မြင်ကျင်တဲ့အစိတ်အပိုင်းကိုပဲမြင်တတ်ကြတယ်ဆိုတာနောက်ပိုင်းလေ့လာတော့တာတကားပြတဲ့အမြင်3-4ခုရှိတဲ့ပုံတွေပကြီးတွေကတဆင့်ကျွန်တော်သိလာတယ်သူတို့ပြောတယ်သူတို့ဆွဆွဲနေတဲ့ကျွန်တော်ဟာစစ်မှန်တဲ့ကျွန်တော်မဟုတ်ခဲ့ပါဘူးကျွန်တော်ရင်နဲ့တကယ်ရှိနေတဲ့ကျွန်တော်ကိုကျွန်တော်ပြန်ရှာရမယ်ဆိုပြီးပေါ့တကယ်လဲပြန်ရှာတွေ့ခဲ့ပါတယ်အဲ့ဒီကတဆင့်တိုးတော့အဲ့ဒီလူတွေကိုကျွန်တော်ရှင်းပြပါသေးတယ်ကျွန်တော်ဟာအဲ့လိုလူမဟုတ်ပါဘူးကျွန်တော်ခံယူချက်ကဘလို့ဘာကြောင်းမှဆိုတာတချို့လူတွေကနားလည်လက်ခံခဲ့ကြပေမဲ့များသောအားဖြင့်တော့သူတို့ထင်တဲ့အတိုင်းဆက်ပြီးတဆွထိုးပြောဆိုနေကြတာများပါတယ်နောက်ပိုင်းတော့ကျွန်တော်ကိုအမိုက်တွေပေးတဲ့လူတွေနဲ့တွေ့တဲ့အခါပြုံးပြခဲ့ပါတယ်ခမည်းတော်လည်းမြင်မြန်ရှာတွေ့နိုင်ပါစေတခါတလေကြတော့လေလောကကြီးကလူတွေကိုယ့်ပေါ်ထင်ကြရာထင်နေကြပြီးကိုယ့်အကြောင်းကိုသေချာမသိပဲကို့မှာလျှို့ဝှက်ချက်တွေများနေတာကောင်းပါတယ်အတိတ်တွေကိုထပ်ခါပြန်မသွားပါနဲ့တော့ကျွန်တော်မှာပျော်စရာမကောင်းတဲ့အတိတ်တွေရှိခဲ့တယ်ကျွန်တော်ဟာအသက်20ပြည့်ခါနီးအရွယ်ကိုရောက်မှပျော်ရွှင်မှုကိုကိုယ့်ရင်ထဲကနေမနှဲပြန်ရှာတွေ့ခဲ့ရတဲ့လူတစ်ယောက်ပါအရာအားလုံးကိုဆုံးရှုံးခဲ့ပြီးအချို့တစ်ဝက်ကိုကိုယ်တိုင်တိဆောက်ခဲ့ပြီးပေါ့အဲ့ဒီအတွက်အတိတ်တွေအကြောင်းပြန်ပြောရတာကိုသဘောမကျတော့ဘူးမကောင်းတဲ့အတိတ်တွေမို့နာကျင်စရာတွေများလို့အဲ့ဒီအတိတ်တွေကိုပြန်ကြည့်တဲ့အခါကလေးဘဝကမွန်းကျက်နေတဲ့ကိုပြန်မြင်ရလို့ဆုံးရှုံးခြင်းတွေပြောင်းလဲခြင်းတွေကြားမှာလူဘဝရဲ့ခြေချတာနဲ့ဆုံးရှုံးခြင်းတွေပျက်စီးခြင်းတွေကြောင့်ပဲသင်ခန်းစာယူနေခဲ့ရလို့ကျွန်တော်ဟာအတိတ်တွေကိုပြန်သွားရတာမကြိုက်ပါဘူးပြန်လည်းမပြောပါဘူးဘာလို့ဆိုပြန်ပြောတိုင်းအဲ့ဒီအတိတ်စီကျွန်တော်ကိုယ်တိုင်ပြန်အလဲသွားနေမိလို့ပါပဲမပြီးဆုံးနိုင်တဲ့ဓာတ်ပြားဟောင်းကြီးတစ်ခုလိုအတိတ်အကြောင်းပြန်ဖွင့်ဘူးတယ်ဒဏ်ရာတွေကိုတယောက်ကစာနာစိတ်ရှိမလားလို့အမြဲမျှော်လင့်နေခဲ့ဘူးတယ်ငတ်နေတဲ့မေတ္တာတွေပျောက်ဆုံးသွားတဲ့နှွေးထွေးမှုတွေကိုတယောက်ကယူလာပေးမလားလို့အမြဲတွေးဘူးတယ်အဲ့ဒီအတွက်စိတ်လုံခြုံမှုလေးရတာနဲ့ကျွန်တော်ဟာပျော်ညံပြလိုက်တော့တာပါပဲတကယ်လဲအဲ့ဒီနှွေးထွေးမှုကိုတစ်စုံတစ်ယောက်စီကနေကျွန်တော်ရခဲ့တယ်ဒါပေမဲ့အဲ့ဒီတစ်စုံတစ်ယောက်ကကျွန်တော်စီကပြန်ထွက်သွားတဲ့အခါကျွန်တော်ရင်ဟာနှစ်ခါကွဲသလိုဖြစ်သွားတယ်ကျွန်တော်ကဘာဟာစစ်မှန်တဲ့ငြိမ်းချမ်းမှုမရသေးဘူးရပြီလို့ထင်ခဲ့ရုံလေးအဲ့ဒီတယောက်ကထွက်သွားချိန်မှာရင်ထဲကိုသူ့ခွဲပြီးထည့်ခဲ့တဲ့မေတ္တာတွေယုံကြည်မှုတွေနှွေးထွေးမှုတွေကိုသူဟာသူနဲ့အတူပြန်ထုတ်သွားတယ်ချက်ချင်းမဟုတ်ပေမဲ့အခိုးအငွေ့လိုတစစီလွင့်စင်သွားတယ်အဲ့ဒီအချိန်တစ်နှစ်လောက်မှကျွန်တော်သိချင်လာတယ်သူပေးတဲ့မေတ္တာတွေသူပေးတဲ့စိတ်လုံခြုံမှုတွေသူပေးတဲ့နှွေးထွေးမှုတွေမဟုတ်ပဲငါရင်ထဲကစစ်မှန်တဲ့ငါဆိုတာဘာလဲဆိုတာကိုပါပဲ
ကိုယ့်ရဲ့ပျော်ရွှင်မှုရပ်ဝင်လေးကိုဘသူကြောင့်မှကိုယ်တိုင်မဖြတ်စည်းဖြစ်ပါနဲ့ကိုတီဆောက်ထားတဲ့အရာတွေကိုပတ်ဝန်းကျင်ကလူတွေကြောင့်အမြင်တွေကြောင့်အခြားသောအကြောင်းအရာတွေကြောင့်ဖြတ်စည်းပစ်ခဲ့ဘူးလားကျွန်တော်ဟာစာရေးရတာအရန်ကြိုက်တယ်ကျွန်တော်စာတွေလူတွေဖတ်တာကိုကြိုက်တယ်စာတွေရေးနေရရင်ကိုပျော်ပြီးအဲ့ဒီစာတွေကိုလူတွေဖတ်ကြတဲ့အခါအတွေးအမြင်တစ်ခုခုရရှိသွားတာဖြစ်ဖြစ်ခံစားချက်တွေတိုက်ဆိုင်သွားတာဖြစ်ဖြစ်ကျွန်တော်ပျော်တယ်စာရေးခြင်းဟာကျွန်တော်ရဲ့ပျော်ရွှင်မှုရပ်ဝန်းလေးပဲအဲ့လိုနဲ့စာတွေကူးခံရတယ် page တွေကနေတဆင့်အဲ့ဒီခါကျွန်တော်ဝမ်းနည်းရတယ်ကိုယ်စိတ်နဲ့ရင်းတဲ့စာတွေကိုအကူးခံရတဲ့အတွက်ပေါ့အဲ့လိုနဲ့ social media မှာစာသိပ်မရေးတော့ဘူးကျွန်တော်ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ကိုယ့်ဘာသာကိုတော့စာလေးတွေပုံမှန်ရေးဖြစ်နေပါတယ်ကျွန်တော်စာဖတ်သူတွေကိုကိုယ့်စာတွေနဲ့တန်းပြီးထိတွေ့ခွင့်မပေးခဲ့ရုံပေါ့အဲ့လိုနဲ့တပတ်လောက်ကြာတဲ့အခါဘာဖြစ်လာလဲကျွန်တော်မပျော်တော့ဘူးနှုတ်ထဲရစာတွေဟာတိတ်ဆိတ်လွန်းနေကျွန်တော် Facebook အကောင့်ကစာတွေကตาရနေတဲ့ဆဲလဲတံတွေလိုပဲအသက်မြည်နေတယ်လို့ကျွန်တော်ခံစားရတယ်ရက်တီမှုခဏပျောက်သွားတာဘာလို့စာရေးခဲ့လဲကျွန်တော်မေ့သွားတာကိုယ့်လက်နဲ့ကိုပျော်ရွှင်မှုရဝန်းကိုရုပ်သိမ်းလိုက်တာကျွန်တော်စာတွေပြန်တင်နေအဲ့ဒီအခါကျွန်တော်ပြန်ပျော်လာတယ်ဒါပါပဲကျွန်တော်တို့ဟာဘေးကအရာတွေကြောင့်ဘေးကလူတွေပတ်ဝန်းကျင်တွေရဲ့စကားသံကြောင့်ကိုယ့်ရဲ့ရုပ်ဝန်းတွေကိုယ့်ရဲ့ဝါသနာတွေကိုရက်တန့်ပစ်ဖို့မလိုပါဘူးသူတစ်ပါးကိုမထိခိုက်တဲ့၍ကျွန်တော်တို့ရဲ့ရက်တီချက်တွေကမမှားယွင်းပါဘူးလူတွေကိုလိုက်ရှင်းပြမနေပါနဲ့တော့ဇက်ကားတကားတွေကိုလူအယောက်30လောက်ဝိုင်းကြည့်ကြတဲ့အခါတော့ဒီဇက်ကားကပေးခြင်းတဲ့ message ကိုတယောက်တစ်မျိုးရချင်ရကြတာဒီကားအပေါ်သုံးသပ်မှုကလည်းတယောက်တစ်မျိုးကွဲပြားနေကြတာအဲ့လူတွေထဲမှာနှစ်မျိုးထက်ကွဲတဲ့လူကသူနားလည်မှုလွဲနေတဲ့ကိစ္စရပ်မျိုးကိုလိုက်ရှင်းပြတဲ့အခါမှာလက်ခံသွားတတ်တဲ့လူနဲ့ဘလို့ရှင်းပြသူထင်တဲ့အတိုင်းသာဆက်လက်ထင်နေကြတဲ့သူတွေရှိပါတယ်အဲ့ဒီအတွက်လူတွေကိုလိုက်ရှင်းပြမနေပါနဲ့တော့ social media မှာ post တင်တဲ့အခါကိုကတော့ရိုးရိုးတင်လိုက်တာပဲသူပြောချင်တဲ့လူကပြောချင်မှပြောတယ်ထင်ပါပဲအဲ့ဒါတွေကအတင်းလိုက်ရှင်းပြမနေပါနဲ့တော့အဲ့လိုဆိုတိုင်းဘာမှမပြောပဲနေရာတကာရေငုံနှုတ်ဆက်ပြီးနေဖို့တော့မဟုတ်ပါဘူးရှင်းပြတဲ့နေရာရှင်းပြတဲ့လူတွေရှိပါတယ်အရာအားလုံးဟာတသမတ်ထဲသွားနေလို့မရပါဘူးကိုတမိုးထားရတဲ့လူတွေအထင်လွဲတဲ့အခါကိုပြောချင်တဲ့အဓိပ္ပာယ်ကိုဆိုလိုချက်ကိုသူတို့သိအောင်ရှင်းပြရပါမယ်ခံစားချက်တွေကိုရေကုန်ရေကန်းအသုံးမပြုပါနဲ့ခံစားချက်တွေဟာဘယ်တော့မှအသုံးဝင်ခဲ့ဘူးလို့လဲတဲ့ဆရာတော်တစ်ပါးဟောကြားမှုကိုကြားနာခဲ့ဘူးပါတယ်ဟုတ်ပါရဲ့ပြန်တွေးကြည့်ရင်ခံစားခဲ့ရသမျှနာကျင်ခဲ့ရသမျှကဘာမှလည်းအသုံးမဝင်ခဲ့သလိုဘယ်ဖြစ်ရက်ကိုမှလည်းမပြောင်းလဲနိုင်ခဲ့ပါဘူးအသေးမွှားလေးရစပြီးခံစားမနေပါနဲ့တော့ကျွန်တော်ရဲ့ဝမ်းနည်းနေမှုငိုကြွေးနေမှုဟာချစ်သူရဲ့စွန့်ခွာခြင်းကိုမထိန်ချုပ်နိုင်ပါဘူးကိုဘဝကိုတိမ်ငယ်နေမှုကိုရဲ့ဘဝအပေါ်ဝမ်းနည်းခံစားနေမှုတွေကလည်းဘဝနေနည်းကိုတဆင့်မြအောင်မစွမ်းဆောင်ပေးနိုင်ပါဘူးငါကိုတော့လုံးရက်လိုက်ကြတာလို့တွေးနေလို့လဲတစ်ဖက်လူကတနာပြီးကိုယ့်အပေါ်ကျင်နာစိတ်ဖြစ်မလာခဲ့ပါဘူးဒါကြောင့်ခံစားချက်တွေကိုရေကုန်ကန်းကုန်အသုံးမပြုပါနဲ့တော့ခံစားချက်ကိုများများအသုံးချဖို့ရာအရက်ဆိုရင်ပျော်ရွှင်မှုလို့ပဲဆိုရပါမယ်များများပျော်ပါပြန်တက်သွားတဲ့ငှက်ကလေးတစ်ကောင်လိုမြင်တဲ့အခါသူ့ရဲ့လွတ်လပ်နေမှုအတွက်ပျော်ပေးလိုက်ပါရေကန်ထဲမှာဘဲလေးတွေကူးခတ်နေတဲ့အခါသူတို့ရဲ့အေးချမ်းမှုအတွက်ဝမ်းသာပေးလိုက်ပါလမ်းသွားရင်ကလေးတွေစော့နေတာမြင်တဲ့အခါသူတို့ရဲ့ငယ်ရွယ်မှုတွေအပူပင်ကင်းမှုတွေအတွက်ပျော်ပေးလိုက်ပါခံစားချက်တွေကိုဦးစားမပေးပါနဲ့တော့နှလုံးသားနဲ့ခံစားပြီးအုံနောက်နဲ့ဆုံးဖြတ်ပါမမြင်ရတဲ့အရာတွေ
အသိမ်မွေ့ဆုံးအရာတွေအတွက်နှလုံးသားကိုစေခိုင်းပြီးအဲ့ဒီနူးညံ့မှုတွေကိုနှလုံးသားကခံစားလို့မရတော့ဘူးလို့ဝမ်းနည်းစွာပြောလိုက်ရင်ဒီအချင်းရာပေါ်အုံနှောက်စီလွှဲအပ်ပြီးအုံနှောက်နဲ့ဆုံးဖြတ်ခိုင်းလိုက်ပါလူတစ်ယောက်ချစ်မချစ်ဘလို့သိနိုင်မလဲဒီမေးခွန်းကအတိတာကြီးပါလူတစ်ယောက်နာမည်ကိုကို့အတွေ့တဲ့ခေါင်းစဉ်တက်ပြီးသူငါ့ကိုချစ်လားလို့အတွေ့ထဲမှာပြန်မေးတဲ့အခါချစ်တယ်လို့အပြစ်ထမ်းထွက်ရင်အဲ့လူကကို့ကိုတကယ်ချစ်တာပါပဲမချစ်ဘူးလို့ထွက်ရင်မချစ်ပါဘူးဒါပေမဲ့ကိုကမေတ္တာစစ်နဲ့မေတ္တာတို့ခွဲခြားတတ်တဲ့လူတစ်ယောက်ဖြစ်ဖို့တော့လိုပါတယ်ဘလို့ဟာမျိုးလဲဆိုရင်အသက်အရွယ်အပိုင်းခြားရလဲ20ကျော်ဖြစ်နေဖို့လိုပါတယ်ဘာလို့လဲဆိုတော့10ကျော်သက်အရွယ်မှာကထမင်းစားပြီးပြီလားမေးပြီးစကား3ရက်လောက်ပြောလိုက်ရင်တော့ရင်ခုန်ပြီးချစ်တယ်လို့ထင်တဲ့အရွယ်လေအဲ့ဒီကနေလူတွေရဲ့အကြောင်းကိုဆုံးရှုံးမှုတွေသစ္စာဖောက်မှုတွေကနေတဆင့်တဖြည်းဖြည်းသိလာပြီးမှဘသူကတော့အစစ်အမှန်ဘသူကတော့အတုအယောင်ဆိုတာခွဲခြားတတ်လာပါလိမ့်မယ်ကိုယ့်ကိုချစ်တဲ့သူကကိုယ့်ကိုကြည့်နေတဲ့သူ့မျက်ဝန်းတွေမှာလုံခြုံပြီးနှွေးထွေးနေတာချစ်လားမချစ်ဘူးလားဆိုတာတွေးဝေနေစရာမရှိပါဘူးအမြဲတမ်းအဆက်အသွယ်တွေရှိမနေရင်တော့ကိုယ့်စီမှာအခက်အခဲများရှိရင်တန်းပြေးလာပြီးစိတ်အားဖြင့်ဖြစ်စေလူအားဖြင့်ဖြစ်စေတတ်နိုင်သလောက်ကိုစွမ်းပေးတာလူတစ်ယောက်ကိုယ့်ကိုချစ်နေတယ်ဆိုတဲ့အသည့်ကလုံခြုံစေတယ်နှွေးထွေးစေတယ်ပြီးတော့ပြောညံ့တတ်စေတယ်ဒါအပြင်တန်မာလာစေတယ်တခုခုဆိုရင်သူများညှို့ညင်မလားလို့တွေးမိနေမှာမဟုတ်တဲ့အတွက်ဘယ်အသက်အရွယ်ရောက်အချစ်နဲ့တွေ့ရင်လူတွေဟာ10ကျော်သက်အရွယ်ဖြစ်သွားကြတာပါပဲတခုတော့ရှိပါတယ်အချစ်ကအပြန်အလှန်မှတည်မြဲတာပါကိုကသူ့ပေါ်ကောင်းနေုံနဲ့သူကို့ပေါ်ချစ်တင်လားတခါတည်းမှာအခုလိုအတွေးမျိုးတွေးမိကြမှာပါငါသူ့ပေါ်ဒီလောက်ကောင်းတာငါ့ပေါ်ဘာလို့ပြန်မချစ်နိုင်ရတာလဲငါသူ့လိုအပ်ချိန်တိုင်းရှိနေပေးရတာသူကတော့အရေးဆိုဘာလို့ငါ့ကိုဥစွာသတိမရတာလဲဆိုတဲ့အတွေးမျိုးပေါ့ဒီနေရာမှာစကားတစ်ခုကိုကျွန်တော်တွေးမိတာခမည်းကျွန်တော်အပေါ်ကောင်းနိုင်ကျွန်တော်ကခမည်းကိုချစ်လိုက်ရတော့မှလားဆိုတဲ့စကားပေါ့ကိုယ့်ဘက်ကနေပဲစဉ်းစားပြီးတွေးကြည့်ရအောင်နော်ကျွန်တော်တို့ကရောကိုယ့်ကိုမချစ်တဲ့လူဖြစ်နေပါလျက်တနေ့မှချစ်လာလိမ့်မယ်လို့စောင့်ဆိုင်ပြီးဘာလို့မျှော်လင့်နေခဲ့မိတာလဲလက်ရှိကျွန်တော်တို့ဘေးမှာလဲကျွန်တော်တို့ကိုချစ်နေတဲ့သူတွေရှိကြတာပဲမဟုတ်ဘူးလားအဖေကကိုချစ်ရတဲ့သူမဟုတ်လို့ပါကိုယ့်ပေါ်ကောင်းတဲ့သူစိုးတဲ့သူဆိုတာထက်ကိုချစ်ရတဲ့သူမဟုတ်လို့ပါအချစ်အတွက်လူတွေဟာအင်မတန်မှတတိအင်အားကြီးမားထက်သန်ကြတဲ့တတ္တဝါတွေပါကိုယ့်ကိုမချစ်သေးလဲစောင့်ဆိုင်မယ်စိုးသွမ်းလဲပြုပြင်ယူမယ်လောကနံဆိုးကအစအချစ်နဲ့အတူတူရင်ဆိုင်ပျော်ရွှင်မယ်ဆိုတဲ့သွေးနွေးတတ်တဲ့တတ္တဝါတွေပေါ့အကြောင်းပြချက်ကကျွန်တော်တို့ချစ်ရတဲ့သူဖြစ်နေလို့ပါပဲလူတွေကအချစ်ခံကျင်ကြတယ်ဂရုစိုက်ခံကျင်ကြတယ်နှွေးထွေးမှုကိုလိုလားကြတယ်ဒါပေမဲ့လူတိုင်းစီကတော့လိုချင်ကြတာမဟုတ်ပါဘူးကျွန်တော်တို့ချစ်ရတဲ့သူတွေစီကပါပဲဒါကြောင့်ကိုကောင်းနိုင်သူဘာလို့ကိုကိုပြန်မချစ်ရလဲလို့မတွေးပါနဲ့ကျွန်တော်တို့နှလုံးသားကချစ်နေတဲ့သူတိုင်းကလူကောင်းတွေမဟုတ်ပါဘူးအချစ်ဆိုတာနက်နင်းဝင်ပြည့်ရင်ကူးမကုံအောင်ကမ်းမကတ်နိုင်တဲ့ပင်လယ်ဖြစ်နေလို့တော်ရုံအနေထားတော့ကန်းဆက်မှာပဲအေးချမ်းစိတ်သက်ငေးမောနေဖို့ကြိုးစားကြည့်ပါလူတစ်ယောက်စီကအချစ်ကိုစောင့်ဆိုင်ယူလို့ရနိုင်မလားမျောလင်းချက်တွေနဲ့သာအသက်ဆက်ရှင်တန်နေထိုင်မယ်ဆိုရင်ကိုလိုချင်တယ်လို့ဖြစ်မလားဆိုတဲ့အဓိပ္ပာယ်ပေါ့တကယ်တော့ချစ်ချင်းမေတ္တာတရားကပြောရခက်ပါတယ်အချစ်ဟာကံလို့လည်းတဝက်ပြောလို့ရမယ်အပြုအမူလို့လည်းတဝက်ပြောလို့ရမယ်
ဝစ်ကျွေးလို့ဆိုရင်လည်းရနိုင်ပါသေးတယ်။ဒါကြောင့်ကိုသာသူ့ကိုစိတ်ရှည်သီးခံစွာစောင့်မျှော်နေရင်အဲ့လူဟာကို့ချစ်လာမှလားဆိုတဲ့မေးခွန်းပေါ်တိကျတဲ့အဖြေမရှိပါဘူး။အချစ်ဆိုတာစိတ်ကနှလုံးသားကနေပေါက်ဖွာလာတဲ့ခံစားချက်တစ်ခုပါ။တနည်းအားဖြင့်ဆိုရရင်ရေစက်တွေပေါ့။ကျွန်တော်တို့ကိုယ်တိုင်နောင်ကို့ဘလောက်ချစ်ကို့ပေါ်ဘလောက်ကောင်းကောင်းပြန်မချစ်နိုင်တဲ့သူတွေရှိတတ်ကြတယ်မဟုတ်လား။တခါတလေမှာတော့လူတွေကြားမှာနှစ်ရှည်လများစောင့်ဆိုင်ပြီးမှသူတို့လိုချင်တဲ့လူစီကအချစ်ကိုရရှိသွားကြတဲ့လူတွေလည်းအများကြီးရှိပါတယ်။အဲ့လိုစောင့်ဆိုင်ကြလို့အချစ်ကိုပြန်ရခဲ့တဲ့သူတွေရှိပေမဲ့မိမိအလှည့်မှာတော့ကိုသာစိတ်ရှည်ရှည်နဲ့စောင့်ဆိုင်ရင်တနေ့နေ့တော့ပြန်ချစ်လာမှာပါလို့တတ်အပ်တော့မဆိုနိုင်ပါဘူး။အချစ်ဆိုတာစိတ်ထဲမှာအလိုလိုဖြစ်လာတဲ့ခံစားချက်တစ်ခုပါ။ပြောရရင်ရေစက်တွေကြောင့်မို့သင်ကကိုယ့်ရဲ့ပျော်ရွှင်မှုကိုသာတစ်စုံတစ်ယောက်စီမှာထားခဲ့လိုက်မယ်ဆိုရင်အဲ့ဒီတစ်စုံတစ်ယောက်ဘဝထဲမှာမရှိတော့ရင်သင်ဘဝကအထီးကျန်စွာမပျော်ရွှင်ရတော့ပဲနေပါလိမ့်မယ်။ဒါကြောင့်ပျော်ရွှင်မှုသစ်စေ့ကိုမိမိနှလုံးအိမ်ထဲမှာပဲစိုက်ပျိုးပါချစ်သူရွေးတဲ့အခါချစ်သူထားမှလားရည်စားထားမှလားဒါမှမဟုတ်အိမ်အောင်ဘက်ရွေးမှလားဒီမေးခွန်းသုံးခုကိုကိုအရင်ပြန်ပြီးမေးဖို့လိုအပ်ပါတယ်ဒီအတိုင်းသွားအတူလာအတူစားအတူအဖော်လိုချင်လို့ရည်စားထားတာလားဒါမှမဟုတ်အဲ့လိုအဖော်မလိုအပ်ပဲဒီတိုင်းตาယာမှုတစ်ခုအတွက်စိတ်ခဏတာตาယာမှုအတွက်ကိုယ်စိတ်အလိုရှိတုံးမို့ရည်စားထားချင်တာလားနောက်ဆုံးတစ်ချက်ကလက်တွဲပေါ်အဆင့်ဖြစ်နိုင်တဲ့လူနဲ့ပဲတွဲကြည့်ပြီးအဆင်ပြေရင်လက်ထပ်မှာလားဒါကကိုပြန်မေးမြန်းဖို့လိုပါတယ်ကိုမေးမြန်းပြီးရင်ကိုယ့်ရဲ့ပါတနာစိတ်နေစိတ်ထားကိုလည်းသိရှိဖို့လိုအပ်ပါတယ်ကြိုတင်အကဲခတ်ဖို့လိုပါတယ်ကိုကတာမန်ရည်စားအဖြစ်လောက်ပဲတွဲချင်တဲ့အချိန်မှာတစ်ဖက်ကတော့သူ့ဘဝအတွက်လက်တွဲပေါ်ကိုရှာချင်နေတဲ့သူဆိုရင်ကိုနဲ့သူဟာသွားချင်တဲ့လမ်းချင်းရည်ရွယ်ချက်ချင်းမတူတဲ့အတွက်နှစ်ဦးနှစ်ဖက်ထိခိုက်နစ်နာမှုတွေများလာပါမယ်သူ့အတွက်လည်းမကောင်းသလိုကိုကလည်းသူ့အချိန်တွေကိုသွားဖြုံးနေသလိုဖြစ်ပါတယ်အဲ့လိုပဲကိုကလက်တွဲပေါ်ရှာချင်တဲ့သူဖြစ်နေတယ်ဆိုရင်ငါ single life နဲ့ကြာနေပြီမို့လို့အသက်အရွယ်အရမို့အထီးကျန်လို့ဒီအကြောင်းပြချက်တွေနဲ့တစ်စုံတစ်ယောက်ကိုခဏလေးအကဲခတ်ပြီးလက်တွဲလိုက်လို့မရပါဘူးကို့အတိုင်းဝိုင်းထဲကိုခေါ်သွင်းရမယ့်သူကို့ဘဝထဲမှာအတူပေါင်းသင်းနေထိုင်ရမယ့်လူဖြစ်တဲ့အတွက်အချိန်ယူပြီးအေးလူအကဲခတ်ကြည့်ဖို့လိုပါတယ်အဲ့လိုပဲကိုကလက်တွဲပေါ်လုံနေတဲ့အချိန်မှာကိုရီးစားကအဲ့ဒီအချိန်တွေလောက်ထိတွေးမထားတဲ့သူဆိုရင်လည်းအဆင်မပြေနိုင်ပါဘူးပြီးတော့အဓိကအရေးကြီးတာကမိမိကိုမိမိသိရှိမှုလိုပါတယ်မိမိလိုချင်တာလိုအပ်တာကိုမိမိကိုယ်တိုင်ရွေးချယ်ယူနိုင်ဖို့လိုပါတယ်လိုချင်တာနဲ့လိုအပ်တာထပ်တူကြမကြအသိဉာဏ်နဲ့ဆင်ခြင်ကြည့်ဖို့လိုပါတယ်လူတစ်ယောက်အပေါ်မှာကိုဖြစ်ချင်တယ်လို့ဖြစ်လာအောင်စိတ်ရောလူရောလုပ်ယူလို့မရပါဘူးကျွန်တော်တို့လုံနိုင်တာတစ်ခုပါပဲကိုလိုချင်တဲ့စိတ်နေစိတ်ထားနဲ့လူကိုရှာဖို့ပေါ့ကျွန်တော်တို့တွေဟာဘဝတွေကထွက်သွားတဲ့တစုံတစ်ယောက်ကိုလွမ်းဆွတ်တန်းတိုင်ရင်လက်ကျန်ဘဝကိုကုံဆုံးနေပြဖို့တော့မသင့်တော်ဘူးမဟုတ်လားကျွန်တော်တို့အားလုံးမှာဖော်မပြနိုင်တဲ့ဝေဒနာတွေနဲ့အဲ့ဒီဝေဒနာတွေကိုမြစ်ဖျားခံခဲ့တဲ့အရင်အမြစ်လေးကတော့လူတိုင်းမှာရှိကြတာကြီးတာပါပဲတေးကြတာကတော့ဘဝတွေကထွက်သွားပြီးဖြစ်တဲ့ဝေးကွာပြီးဖြစ်တဲ့ဘယ်တစ်စုံတစ်ယောက်အတွက်မှငါတို့ရဲ့လက်ကျန်ဘဝတစ်ဘဝလုံးကိုဝမ်းနည်းပူဆွေးနေဖို့ကမဖြစ်သင့်ဘူးလေတစ်ဖက်ကမပေးချင်တဲ့အရာကိုကျွန်တော်တို့ကတောင်းယူလို့မရပါဘူးကလေးဘွားကဖိုးလာမင်းကြီးစီကရွှေလင်မန်းနဲ့ထမင်းစီစန်းကိုတောင်းဖို့သလိုပေါ့
ကိုလာမင်းကြီးကလည်းမပေးနိုင်ဘူးဒါပေမဲ့ကလေးဘဝမှာကျွန်တော်တို့တောင်းတယ်အချို့ကလေးတွေကမရတော့ငိုတယ်တချို့ကမငိုဘူးမရမှန်းသိတော့ဆက်မတောင်းတော့ဘူးဒါကတော့စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ဆိုင်တာပေါ့လေကျွန်တော်တို့ဟာတစုံတစ်ယောက်ကမပေးပဲသူ့စီကချစ်ချင်းမြတ်တာဂရုစိုက်မှုကျင်နာမှုတွေကိုတကူးတကသွားပြီးတောင်းခံနေလို့မရနိုင်ပါဘူးကို့မချစ်တဲ့သူစီမှာဘာလို့မချစ်တာလဲဆိုတဲ့အကြောင်းပြချက်မရှိပါဘူးချစ်တယ်ဆိုတာမှလည်းအကြောင်းပြချက်မရှိသလိုမချစ်ပါဘူးဆိုတာမှလည်းအကြောင်းပြချက်မလိုအပ်ပါဘူးဒီသဘောတရားတွေကိုခမည်းလက်ခံနိုင်မှလည်းလက်ခံနိုင်မယ်လက်မခံချင်တာပိုဖြစ်ကောင်းဖြစ်နိုင်ပါတယ်ကျွန်တော်ဆက်ပြောမယ်နော်ကျွန်တော်တို့စီမှာလည်းကိုယ့်ကိုလာချစ်ပေမဲ့ပြန်မချစ်နိုင်တဲ့ချစ်လို့မရတဲ့သူတွေရှိကြတာပါပဲဒါပေမဲ့ဒီနေရာမှာအကြောင်းပြချက်ရှိခဲ့သလားမရှိခဲ့ဘူးလေတကယ်လို့ရှိခဲ့တယ်ဆိုရင်ရောထပ်ဖြည့်တွေးကြည့်လိုက်ပါကျွန်တော်တို့ချစ်ရတဲ့သူတွေစီမှာလည်းကျွန်တော်တို့သဘောမကျရတဲ့အချက်တွေရှိတာပါပဲတခါတလေကိုလုံးဝမကြိုက်တဲ့အချက်တွေတောင်ရှိနေတတ်သေးတာပဲချစ်ချင်းမြတ်တာဆိုတာဒါပါပဲအကြောင်းပြချက်တွေမရှိဘူးလိုချင်တိုင်းလည်းမပေးနိုင်သလိုပေးချင်တိုင်းလည်းတစ်ဖက်လူကမလိုချင်တတ်တာမျိုးဖြစ်တတ်ပါတယ်ကျွန်တော်တို့ကိုချစ်ချင်းမြတ်တာတွေဂရုစိုက်မှုတွေမပေးနိုင်တဲ့သူစီကအဲ့အရာတွေကဘလို့အောက်ကျမှုမျိုးနဲ့မှတောင်းခံပါစေမရနိုင်ပါဘူးဘာလို့လဲဆိုတော့သူတို့ရင်ထဲမှာကိုကျွန်တော်တို့အတွက်ချစ်ချင်းမြတ်တာတွေမရှိလို့ပါပဲကျွန်တော်တို့ဟာဘဝကိုလက်တွေ့ဆန်ဆန်ဖြတ်တန်းစရာလိုလာတဲ့အခါအချစ်ထက်အရေးကြီးလာတဲ့အရာတွေရှိလာပါတယ်အလုပ်အကိုင်ငွေကြေးလူမှုရေးစသဖြင့်ပေါ့ဒါတွေဟာကိုအားကိုပြီးရုန်းကန်နေရတဲ့သူလူငယ်တွေစီမှာပို့ပြီးသိတာပါတယ်အတူတူရုန်းကန်ရင်အောင်မြင်ကြမယ်လို့စတဲ့တိတ်တော့လက်တွေ့မဆန်တဲ့အတွေးတွေတွေးနေဖို့ရာကျွန်တော်တို့မှာအချိန်မရှိပါဘူးကိုဘဝအတွက်ကိုထမင်းကိုစားပြီးရှင်သန်ရမှာမို့လို့အဲ့ဒီချိန်မှာတယောက်ကမိုက်ကြီးလာခွဲပြီးမင်းသာငါ့ကိုချစ်ရင်မင်းငါနဲ့အတူတူနေရာတစ်ခုအချိန်နေတစ်ခုကိုလိုက်ခဲ့ရမယ်အဲ့လူကိုကျွန်တော်တို့ကအချစ်တစ်ခုတည်းနဲ့ယူမိုက်ပေးနိုင်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဘဝမှာအချစ်ထက်အရေးကြီးတာတွေအများကြီးရှိနေလို့ပါပဲအလောက်ကင်ကောင်းဖို့လိုတယ်သူများနဲ့ဒန်းတူနေထိုင်နိုင်ဖို့လိုတယ်မိသားစုလေးရလာရင်တင်တောင်းတင်တယ်ထားနိုင်ဖို့လိုတယ်စားတဲ့အိမ်မက်တွေကိုတစ်ကနေထူးစစ်နေရတဲ့သူတွေမှာအချစ်ကိုခေါင်းစဉ်တက်ပြီးသူနှစ်ကိုထမင်းရည်ပူလိုက်မတောက်နိုင်တာတော့တကယ်ပါပဲကျွန်တော်တို့ကသူများကိုအားကိုးဖို့လည်းစိတ်ကူးမရှိသလိုကိုဘဝကိုသူများလက်ထဲလည်းအပိုင်အပ်ဖို့ကိုဘသူကိုမှတက်အပ်မယုံဘူးတေချာတာကတော့ကိုဘဝကိုမြင့်တင်ရင်ဘယ်အချိန်နေရောက်ကိုဘေးမှာနေပေးတဲ့သူကိုတော့သူစောင့်ရတာနဲ့တန်တဲ့ရလက်ကောင်းမျိုးကိုတစ်နေ့တေချာပေါက်ပေးမှာပါလူတစ်ယောက်ကိုမေးပြဖို့အချိန်ဘယ်လောက်လိုလဲလူတစ်ယောက်ကိုမေးပြဖို့အချိန်ဘယ်လောက်လိုလဲတဲ့အချိန်ဘယ်လောက်လိုလဲဆိုတာထက်သူ့အကြောင်းတွေမတွေးမိအောင်နေဖို့လိုပါတယ်တွေးမိခဲ့ရင်လည်းငါတို့ကပြီးဆုံးသွားပြီဆိုတဲ့အသည့်ကိုကိုပြန်ပြောဖို့လိုပါတယ်ပြီးတော့ဝေးသွားကြပြီဆိုတဲ့အကြောင်းလက်ခံလိုက်ဖို့ရလိုပါတယ်သူဟာကိုယ့်စီပြန်လာနိုင်သေးလားပြန်မလာတော့ဘူးလားဘာကြောင့်ထွက်သွားရတာလဲဆိုတဲ့အတွေးတွေထက်ခါတွေးနေရင်တော့ကျွန်တော်တို့ဟာအဲ့ဒီလူတစ်ယောက်ကိုမေ့နိုင်မှာမဟုတ်ပါဘူးအဲ့ဒီအတွက်အပေါ်ကအချက်တွေအားလုံးလိုပါတယ်အချိန်အတိုင်းတာနဲ့ဆိုရင်တစ်နှစ်ခွဲ2နှစ်လောက်လိုအပ်ပါတယ်အဲ့ဒီတစ်နှစ်ခွဲ2နှစ်ကျော်လို့နာမည်ပါမသိအောင်မေ့သွားနိုင်တာမျိုးတော့ဘယ်ဟုတ်မလဲပေါ့အချိန်ဆိုတာနာကျင်မှုတွေကိုရော့ပါပြီးအမှတ်တရတွေကိုဝေဝါးအောင်ပဲလုပ်နိုင်တာမေ့ပြစ်သွားတဲ့အထိတော့မစွမ်းနိုင်ပါဘူးကိုတကယ်ချစ်တဲ့သူကိုနေချင်းညချင်းလာချင်းမေ့ပြောင်းနိုင်ဖို့ရာကျွန်တော်တို့ဟာဘယ်စွမ်းနိုင်မှာလဲနှလုံးသားရှိတဲ့လူတွေမဟုတ်လားတိတ်ချစ်ခဲ့ရတဲ့သူတွေမဟုတ်လားအဓိကသူ့အကြောင်းတွေတွေးပြလာတဲ့အခါ
ဒါဟာအတိတ်ကပဲလို့ကိုဆင်ခြင်ဖို့အနာဂတ်မှာအဲ့ဒီအရာတွေကိုထပ်ပြီးတောင်းတမနေဘူးပေါ့ဝေးသွားကြောင်းကိုလက်ခံလိုက်ပြီးဆိုရင်တော့ရှေ့လျှောက်အဆင်ပြေမှာပါနေချင်းညချင်းမေ့ပြောင်းနိုင်ရအောင်လဲနှလုံးသားကရေပေါ်မှာရေးလိုက်ဖြတ်လိုက်လုပ်တယ်လို့လွယ်ကူတဲ့အရာမှမဟုတ်တာဒါကြောင့်ဖြည်းဖြည်းနဲ့ပုံမှန်လေးပဲအချိန်ယူပါသတိရတဲ့အခါဘာတွေပဲဖြစ်ခဲ့ပါစေငါတို့ချစ်ခဲ့ပူးကြတယ်ဆိုတဲ့အသည့်လေးနဲ့ရှင်သန်နေထိုင်နိုင်အောင်ကြိုးစားပါအရာအလုံးကအချိန်တန်ရင်ပြီးဆုံးသွားမှာပါ This world too pass ပေါ့ဘလောက်ဆိုးရတဲ့ကိစ္စတွေကြုံအဲ့ဒီကိစ္စရက်တွေကလည်းတနေ့တော့ပြေလည်သွားမှာပါအရန်ပူပြင်းတဲ့နေရာဒီကိုရောက်တဲ့အချိန်မှာစောင်းရာဒီကိုပြန်မရတော့ဘူးလို့ထင်မှတ်ခဲ့တယ်လို့စောင်းရာဒီကိုရောက်တော့လေဘရောမှမပူတော့ဘူးလို့ထင်ခဲ့ဘူးမှာပါလောကရဲ့သဘာဝအရာအလုံးဟာအလှည့်အပြောင်းနဲ့အစဉ်အမြဲလှည့်ပတ်နေစမြဲပါဘဝတွေဟာအမြဲတမ်းမကောင်းနိုင်သလိုအမြဲတမ်းလည်းမဆိုးနိုင်ပါဘူးသင်ကိုယ်တိုင်လည်းဘလောက်စိတ်ဖိစီးမှုကြောက်ရောက်တဲ့အချိန်ဖြစ်နေပါစေဘလောက်ကြက်တဲမှုတွေနဲ့ကြုံတွေ့နေရပါစေကြော်လွန်နိုင်အောင်ကြိုးစားပါဒါတွေအားလုံးဟာတနေ့မှာတော့နေသားကျသွားမှာပါပြီးဆုံးသွားမှာပါဒါပေမဲ့ကျွန်တော်တို့ဟာတောင်းခံထားဖို့လိုပါတယ်လောကပင်လယ်ရဲ့လှိုင်းလုံးတွေလိုပဲဒီလှိုင်းပုတ်ခတ်လို့ပင်လယ်ပြင်ပေါ်မှာတောင်းခံမနေပါဘူးရေပေါ်မှာအသက်ဆက်ရှင်မှုစူးစမ်းမနေဘူးဆိုရင်မုန်တိုင်းမရက်ခင်ကြာရှုံးသွားမှာပါတင်တောက်ခံနိုင်မှုလိုပါတယ်တင့်ကိုယ်တင်ယုံကြည်ပါကိုယုံကြည်ခြင်းကသာအကောင်းဆုံးအားစိတ်တစ်ခွက်ဖြစ်ပါတယ်စိတ်ဓာတ်ကြလို့ရပါတယ်စိတ်ဓာတ်ကြပြီးရင်ကိုအားပေးစကားပြောပါလူတိုင်းဟာဝမ်းနည်းမှုကိုခံစားရပါတယ်နာကျင်မှုကိုလည်းခံစားရပါတယ်အဲ့ဒီနာကျင်ဝမ်းနည်းမှုတွေထဲမှာနစ်မြုပ်မနေပဲစိတ်ဓာတ်ကြလို့ရပါတယ်စိတ်ဓာတ်ကြပြီးရင်ကိုအားပေးစကားပြောပါလူတိုင်းဟာဝမ်းနည်းမှုကိုခံစားရပါတယ်နာကျင်မှုကိုလည်းခံစားရပါတယ်ဒါပေမဲ့အဲ့ဒီနာကျင်ဝမ်းနည်းမှုတွေထဲမှာနစ်မြုပ်မနေပဲမိမိကိုအားမွေးပြီးတဖန်ပြန်လဲရှင်သန်ဖို့ပဲလိုအပ်ပါတယ်ကျွန်တော်တို့လူသားတွေဟာကိုအားပေးရင်အသက်ဆက်နေရတဲ့လူသားတွေဆိုတာမမေ့ပြစ်ပါနဲ့လူတိုင်းကိုအမြင်နဲ့မဆုံးဖြတ်ပါနဲ့တော့တခါကူညီပေးဘူးလို့ဒီလူဟာသဘောကောင်းပါပါစိတ်ရှည်တတ်လို့ဒီလူကတော့ငါ့အပေါ်စိတ်ရင်းမှန်နဲ့ဆက်ဆံတာပဲအပြောမချိုလို့ဒီလူကြီးကတော့ခွဲခြားဆက်ဆံတတ်တာပဲကိုရှိမှတခါလောက်ရိုင်းဆိုင်နေရတွေ့တော့ဒီလူကတော့မကောင်းတဲ့လူပဲလို့မဆုံးဖြတ်ပါနဲ့တော့လူတွေကိုမယုံဘူးဒါပေမဲ့အမြင်နဲ့ဆုံးဖြတ်မိလို့အခါခါအညာခံခဲ့ရဘူးတယ်ယုံကြည်မှုတွေချိုးဖောက်ခံရတယ်ဘာလို့ဆိုမတိကြတဲ့သူတွေပေါ်မှာယုံကြည်ခဲ့မိလို့ပါပဲဘဝဆိုတာအကောင်းဆုံးသင်ခန်းစာတစ်ခုပဲအကောင်းဆုံးအတွေ့အကြုံဆိုတာလည်းအကောင်းဆုံးသင်ခန်းစာတစ်ခုပါပဲလူတွေအကြောင်းကိုလူတွေစီကနေတဆင့်သိလာတယ်လူတွေဟာထင်သလောက်မယိုးရှင်းဘူးသဘောကောင်းကျင်အောင်ဆောင်ထားတဲ့လူတွေနောက်ွယ်မှာဖုံးကွယ်ထားတဲ့အပုပ်အပွားတွေများစွာရှိတယ်ပညာဂုဏ်တွေပြည့်စုံတိုင်းလဲလူကောင်းမဟုတ်သလိုပညာမဲ့တိုင်းလဲစိတ်ဓာတ်တွေနှိမ့်ကျနေရတော့မဟုတ်ပါဘူးလူတိုင်းကိုမဆိုးလို့ချင်ပါဘူးလူတိုင်းကိုအပေါ်ယံအမြင်နဲ့မဆုံးဖြတ်ပါနဲ့တော့တွေ့ဝေမှုနဲ့စဉ်းစားတတ်မှုတွေ့ဝေတယ်ဆိုတာကဝေခွဲမရဖြစ်ခြင်းချီတုံချတော့မိမိကိုမသေးကြခြင်းနဲ့ဆုံးဖြတ်ချက်မခိုင်မာတာအကျိုးဆက်ကိုကြောက်လန့်နေတာနှစ်ခုတည်းကတစ်ခုခုကိုခိုင်ခိုင်မာမာရွေးချယ်မဆုံးဖြတ်နိုင်တာမစွန့်လွတ်နိုင်တာကိုဆိုလိုတာပါတွေ့မှုကနေရာတိုင်းမှာဖြစ်တည်လာရင်တော့ကျွန်တော်တို့ဘဝတွေဟာသူများတွေထက်ချီတလှမ်းနောက်ကျကျန်နေခဲ့နိုင်ပါတယ်ဒါကြောင့်ပြတ်သားတဲ့နေရာမှာပြတ်သားဖို့အရေးစွန့်တဲ့နေရာမှာအရေးစွန့်ဖို့လိုအပ်ပါတယ်စဉ်းစားတွေးခေါ်တတ်ခြင်းကတော့တွေ့ဝေမှုမဟုတ်ပဲဘဝနဲ့ချီတဲ့ဆုံးဖြတ်ချက်တွေချရတဲ့အခါမှာအမှားကင်းအောင်အမှားအနည်းဆုံးဖြစ်အောင်ဝေဖန်ပိုင်းခြားခြင်းမှာ
ရရှိလာတဲ့အကျိုးဆက်ကိုရောဘလို့ကင်တွယ်ဖြေရှင်းမလဲဒီကိစ္စရဲ့နောက်ဆက်တွဲကောင်းကျိုးဆိုးကျိုးတွေကရောဘလို့ဖြစ်မလဲစတဲ့ဒီအရာအားလုံးပေါ်ခြုံငုံသုံးသပ်ပြီးစဉ်းစားဆုံးဖြတ်တာကိုဆိုလိုပါတယ်တွေးဝေမှုကတော့အဲ့ဒီတွေးဝေနေတဲ့အရာကိုမလုပ်ဖြစ်လိုက်တာများသလိုမကောင်းတဲ့အကျိုးဆက်ဖြစ်လာရင်လေအဲ့ဒါကြောင့်ငါမလုပ်ချင်တာလို့အခြားသူအပေါ်အပြစ်တင်ပြီးဖြေရှင်းနိုင်တဲ့တတ္တိမရှိပါဘူးဆုံးဖြတ်ချက်ကတော့မကောင်းတဲ့အကျိုးဆက်တွေဖြစ်လာခဲ့ရင်ဘလို့ဖြေရှင်းမလဲဆိုတာကိုစဉ်းစားထားပြီးသားဖြစ်လို့အထီးအခိုက်နည်းအောင်ကင်တွယ်ဖြေရှင်းနိုင်ပါတယ်စိတ်ဖိစီးမှုတွေကဘလို့ရုံထွက်ကြမလဲရုံထွက်ဖို့လိုအပ်ပါတယ်လောက်ပါများရင်အကျင့်ဖြစ်လာမယ်တွေးပါများရင်အတွေးခေါ်အဖြစ်ပြောင်းလဲလာပြီးကြာလာရင်အုံနှောက်ရဲ့စဉ်းစားပုံတွေပါပြောင်းလဲသွားတတ်ပါတယ်ကျွန်တော်တို့အုံနှောက်တွေကအမြဲတမ်းပြောင်းလဲနေကြတာပါကျွန်တော်တို့နေ့စဉ်သင်ယူနေတဲ့သင်ခန်းစာတွေဘဝအတွေ့အကြုံတွေပေါ်မှာမူတည်ပြီးကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကနေတဆင့်အုံနှောက်ရဲ့စွမ်းရည်တွေကပြောင်းလဲနေတာပါ positive thinking အတွေးများလာတဲ့သူကတခုခုကြုံလာတဲ့အခါအကောင်းဘက်ကနေလှည့်တွေးတတ်တယ်လို့စိတ်ညစ်တဲ့သူကလည်းတခုခုကြုံရတဲ့အခါဖြေရှင်းမှုနဲ့နီးထက်စိတ်ညစ်ပြီးဥစွာမှိုင်နေတတ်ပါတယ်စိတ်ဖိစီးမှုများတာဝမ်းနည်းခြင်းတိမ်ငယ်ခြင်းစတဲ့ခံစားချက်တွေဟာအုံနှောက်ရဲ့ဆွမ်းဆောင်ရည်ကိုကျစေပြီးပျော့ညံ့တဲ့လူတစ်ယောက်ဖြစ်လာစေပါတယ်စာဖတ်ခြင်းအလုပ်တစ်ခုခုပေါ်မှာပြီးမြောက်ဖို့စိတ်အားထက်သန်ခြင်းသင်ယူလိုခြင်းစတဲ့အချက်တွေကအုံနှောက်ရဲ့စွမ်းဆောင်ရည်ကိုမြင့်တက်စေပြီးပုံမကောင်းမွန်တဲ့အတွေးခေါ်သစ်တွေနဲ့လူတစ်ယောက်ဖြစ်လာစေပါတယ်ဒါကြောင့်သင်အတွေးတွေကိုသတိထားပါဝမ်းနည်းမှုဆိုတာရုံထွက်လို့ရတဲ့အရာတစ်ခုပါတော်တဲ့လူတိုင်းကလည်းကောင်းတဲ့လူမဟုတ်သလိုကောင်းတဲ့လူတိုင်းကလည်းတော်တဲ့သူမဟုတ်ပါဘူးထက်မြက်တဲ့သူတိုင်းကလည်းနှွေးထွေးကျင်နာတတ်တဲ့သူမဖြစ်နိုင်သလိုနှွေးထွေးကျင်နာတတ်တဲ့လူတိုင်းကလည်းမထက်မြက်နိုင်ပါဘူးဒါကြောင့်ဒီလောကမှာပြီးပြည့်စုံနေတဲ့သူဆိုတာမရှိပါဘူးကျွန်တော်တို့ကိုယ်တိုင်လည်းပြီးပြည့်စုံနေတယ်ဆိုတာမဖြစ်နိုင်ပါဘူးကျွန်တော်တို့ဟာပြီးပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ဖို့မွေးဖွားလာတာမဟုတ်ပါဘူးစစ်မှန်တဲ့လူသားတစ်ယောက်ဖြစ်တာမွေးဖွားလာတာပါဒါကြောင့်ကျွန်တော်တို့ချစ်ခင်ရတဲ့သူတွေဟာလည်းပြီးပြည့်စုံနိုင်ခြင်းရှိမှာမဟုတ်သလိုချစ်ခင်ရတဲ့သူတွေကကျွန်တော်တို့ရဲ့မပြည့်စုံခြင်းအတွက်ခွဲခွာဖို့ခေါင်းစဉ်တက်ကြလေဒါဟာကျွန်တော်တို့အပြစ်လုံးလုံးတော့မဟုတ်ပြန်ပါဘူးလူတွေဟာသူ့ဖြစ်တည်မှုနဲ့သူရှင်သန်နေကြတာပါအဲ့ဒီဖြစ်တည်မှုကိုလက်မခံနိုင်တဲ့အတွက်ကြောင့်လေလက်မခံနိုင်တဲ့သူမှာအပြစ်မရှိသလိုတစ်ဖက်ကပြောင်းလဲစေချင်တိုင်းလဲမပြောင်းလဲပေးနိုင်တဲ့သူစီမှာအပြစ်မရှိပါဘူးစစ်မှန်သောချစ်ချင်းမေတ္တာတွေဆိုတာအားနည်းချက်တွေကိုပူးတွဲလက်ခံပေးပြီးအားသာချက်တွေအတွက်ကိုယ့်ပေါ်ဖြည့်ဆည်းပေးနိုင်တဲ့အရာတွေအတွက်ကျေးဇူးတင်ရခြင်းပါပဲကိုယ်တိုင်ကအကောင်းဆုံးဖြစ်အောင်လုပ်ပျော်ရွှင်ခြင်းတွေကကူးဆက်တတ်တယ်ပပပပရှိတဲ့တစုံတစ်ယောက်အနားမှာနေကြရတဲ့အခါကျွန်တော်တို့စိတ်တွေလည်းပေါ့ပါတတ်ကြတာခံစားမိမယ်ထင်ပါတယ်ကိုယုံကြည်မှုအပြည့်အဝရှိတယ်အရာအားလုံးအပေါ်မှာအကောင်းမြင်တတ်တဲ့စိတ်တွေပြဿနာတိုင်းကိုမကြောက်မရွံ့နဲ့ခေါင်းအေးထားပြီးဖြေရှင်းတတ်တဲ့သူတစ်ယောက်အနားမှာနေကြရတဲ့အခါကျွန်တော်တို့ကိုယ်တိုင်လည်းစိတ်တွေပေါ့ပါတတ်ကြတာပါပဲမိမိရက်နေတဲ့ခြေထောက်တွေအပေါ်မှာပုံမခိုင်မြဲအောင်မိမိလုပ်နေတဲ့အလုပ်တိုင်းမှာတာဝန်ကျေပွန်အောင်မနှက်ဖြန်တိုင်းဟာဒီနေ့ထက်ပိုကောင်းအောင်စူးစမ်းနေတယ်ဆိုတာကလည်းဘဝရဲ့အကောင်းဆုံးတွေကိုဖန်တီးနေတာပါပဲလူတွေအကြောင်းကိုလေ့လာခြင်းလေ့လာပါလူတွေစီကနေလေ့လာပါလောကကြီးအကြောင်းလေ့လာခြင်းရင်စာအုပ်ဖတ်ပါစိတ်ဓာတ်တွေအကြောင်းလေ့လာခြင်းရင်အချိန်တစ်ခုပေးပါလောကကြီးကအယောင်တွေမတူညီကြပါဘူးကြီးတဲ့သူအပေါ်မူတည်ပြီးပြောင်းလဲနေတတ်ကြတာပါ
ကိစ္စတစ်ခုခုနဲ့ကြုံလာရင်စူညံလုပ်ပြီးစိတ်တူစိတ်မရှိဖြစ်နေတဲ့လူတစ်ယောက်နားမှာနေရတဲ့အခါနေ့ရက်တွေဟာမွန်းကျက်စရာကောင်းပါတယ်စိတ်တွေပေါ့ပါရှာပေါ်ပါတတ်တဲ့သူကိုရှာလောကကြီးကိုမကြောက်တဲ့သူကိုရှာပါအသက်ရှိရင်အစင်းရှိတယ်ပျော်စရာရှိရင်ဝမ်းနည်းစရာရှိတယ်အောင်မြင်ရင်ကြာရှုံးမယ်စတဲ့လောကဓာတ်တရားတွေကိုသိရှိနားလည်ပြီးရင်ဆိုင်ရတဲ့တစုံတစ်ယောက်ကိုရတဲ့အခါဘဝကပေးတဲ့ဒုက္ခမျိုးဆိုတာတိတ်ကိုလွယ်ကူခြင်းတစ်မျိုးအဖြစ်ပြောင်းလဲသွားပါလိမ့်မယ်တစုံတစ်ယောက်ကိုမရှာခင်ကိုယ်တိုင်ကလည်းအဲ့လိုလူတစ်ယောက်ဖြစ်ဖို့မမေ့ပါနဲ့စိတ်ဓာတ်တွေဟာတိဆောက်ရတာပါကိုတိဆောက်နိုင်ခြင်းဟာလောကဓာတ်တွေကိုရင်ဆိုင်နိုင်ဖို့အကောင်းဆုံးလက်နက်ပါပဲပြုံးပါအပြုံးတွေဟာကူးဆက်တတ်ပါတယ်ပေါ့ပါရှိပြီးနှွေးထွေးတဲ့လူတစ်ယောက်နားမှာနေရတဲ့အခါကျွန်တော်တို့နေ့ရက်တွေဟာစိမ့်လန်းတတ်စမြဲပါတစုံတစ်ယောက်ကိုလိုက်ရှာမဲ့အစားကိုတိဆောက်လိုက်တာကပိုမြန်ပါတယ်အကောင်းဆုံးကိုသာလုပ်ပါဘဝကတော့ဖြစ်ချင်တဲ့အတိုင်းအကုန်ပဲဖြစ်နိုင်မှာမလဲသင်အကောင်းဆုံးလုပ်နေတယ်ဆိုရင်ရပါပြီအရာရာကိုအကောင်းဆုံးဖြစ်စေခြင်းနဲ့စိတ်သင်စီမှာရှိနေသလားတတ်နိုင်သလားအကောင်းဆုံးဖြစ်အောင်လုပ်နေရင်းနဲ့ကိုနည်းနည်းလေးလစ်ဟာသွားမှာမှားယွင်းသွားမှာကိုဖြစ်စေခြင်းတလို့မဖြစ်မှာကိုစိုးရိမ်စိတ်ရှိပါသလားဒါဆိုသင်အတော်ကိုစိတ်ပင်ပန်းရမှာပါပဲအရာအလုံးမှာအကောင်းဆုံးဆိုတာတော့မရှိပါဘူးအကောင်းဆုံးဆိုရင်တော့အဲ့ဒီထက်ကောင်းတာတွေကရှိနေအောင်မှာပါသင်ကအတော်ဆုံးဆိုရင်လေအဲ့ဒီထက်တော်တာတွေကရှိနေအောင်မှာပါဒါကြောင့်သင်ကိုယ်တိုင်ကအကောင်းဆုံးဖြစ်အောင်ကြိုးစားနေထိုင်လိုက်ရင်ရပါပြီအကောင်းဆုံးဖြစ်ခြင်းမဖြစ်ခြင်းအထိကိုယ်တိုင်ကလိုက်မကွတ်ကဲနိုင်တာမို့သင်အနေနဲ့သင်တက်နိုင်သလောက်အကောင်းဆုံးလုပ်နေရင်လုံလောက်ပါပြီသင်ကိုယ်သင်စိတ်ဒဏ်ရာပေးမိနေပြီလားစိတ်ဒဏ်ရာဆိုတာစိတ်ထိခိုက်ရာကနေအမြင့်ဆွဲလာတဲ့အရာတစ်ခုပါချက်ချင်းစိတ်ဒဏ်ရာဖြစ်သွားတာမဟုတ်ပဲစိတ်ထိခိုက်စရာတစ်ခုခုကြုံတဲ့အခါကြားရတဲ့အခါအဲ့ဒီအရာကိုစိတ်ထဲဆွဲနေရင်ဒဏ်ရာဖြစ်သွားတာမျိုးပေါ့တကယ်တမ်းတော့ကျွန်တော်တို့ကိုစိတ်ဒဏ်ရာတွေပေးနေမိတာကျွန်တော်တို့ကိုယ်တိုင်ပါပဲကျွန်တော်တို့ကိုတေးချစွာမဆောက်ရှောက်တတ်ခဲ့လို့ကိုမကာကွယ်နိုင်တတ်ခဲ့လို့တပားသူတွေရဲ့စကားတွေအပြုအမူတွေကိုရင်နဲ့ရင်းပြီးအဟုတ်ကြီးခံစားခဲ့လို့သူတို့ရဲ့အမှားတွေကတဆင့်ကျွန်တော်တို့မှာစိတ်ဒဏ်ရာဖြစ်လာခဲ့ရတာပါဒါကြောင့်တစ်ဖက်လူရဲ့အမှားဟာသင်ရဲ့စိတ်ဒဏ်ရာဖြစ်လာဖို့သင်ခွင့်မပြုပါနဲ့တော့ဒါဆိုရင်ကျွန်တော်တို့ဟာကိုစောက်ရှောက်ဖို့လိုအပ်ပါတယ်ကိုစိတ်ကိုစောက်ရှောက်တတ်ဖို့လိုအပ်ပါတယ်ဆွဆွဲချက်တွေထင်မြင်ချက်တွေအကြားကိုစိတ်တွေမရှုပ်ထွေးသွားအောင်တခြားလူတွေတက်ကြတဲ့ပုံမှားတွေအကြားကိုမပြောက်ဆုံးသွားအောင်ကိုကာကွယ်တတ်ဖို့လိုပါတယ်သင်ကိုယ်သင်ကာကွယ်ပါသင်ရဲ့စိတ်ကိုလည်းကာကွယ်ပါကိုပိုင်ပြတိုက်သင်မှာကိုပိုင်ပြတိုက်လေးတစ်ခုရှိတယ်လို့သဘောထားကြည့်လိုက်ပါအဲ့ဒီပြတိုက်လေးမှာဒီကဘာမြေပေါ်မှာသင်မရှိတော့တဲ့နောက်သင်ဖြတ်တန်းခဲ့တဲ့ဘဝအတွေ့အကြုံအခက်အခဲတွေကိုသင်ဖြေရှင်းခဲ့ပုံတွေလောကဓာတ်အထက်တွေကြားတာမာစွာရှင်သန်လာပုံတွေသင်တငယ်ချင်းတွေအပေါ်ဆက်ဆံပုံတွေသင်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအခက်အခဲတွေကြာရှုံးမှုတွေပြန်ထရမှုတွေယူမိုက်ပုံစံလေးတွေအားလုံးကိုလူတွေဟာစိတ်ဝင်စားနဲ့လာပြီးကြည့်ရှုကြမယ်ဆိုရင်သင်ဘလို့လူတစ်ယောက်ဖြစ်ချင်လဲသင်ရဲ့သမိုင်းမှာရောသင်ဟာဘလို့လူတစ်ယောက်ဖြစ်ကြံရှိခဲ့ချင်ပါသလဲဒီစာအုပ်လေးကိုဖတ်ပြီးပြီဆိုရင်တော့တိုင်းတာတစ်ခုထိ
စိတ်ကျေနပ်မှုရနိုင်မယ်လို့မျှော်လင့်မိပါတယ်။ဒီစာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေအကုန်လုံးကတော့ကျွန်တော်ရဲ့ပင်ကိုယ်ဉာဏ်နဲ့ဖြစ်တည်လာတာတွေလည်းပါရှိသလိုဖတ်ဖူးသမျှစာအုပ်တွေစာစုတွေမှတ်သားဖူးသမျှမိတ်ဆွေတို့ရဲ့လူကြီးသူမတို့ရဲ့စကားတွေကအတွေ့တချို့စကားလုံးတို့လည်းပါဝင်ပါတယ်။အတွေးပေါ်အတွေးဆင့်ပြီးရေးသားထားခြင်းဖြစ်တဲ့အတွက်အထင်အမြင်လွဲမှားမှုများလိုအပ်ချက်များရှိနေခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့လိုအပ်ချက်သာဖြစ်ပါလိမ့်မယ်။လေးစားချစ်ခင်စွာဖြင့်နေဗယ်ဆရာနေဗယ်ရဲ့ပျော်ရွှင်ခြင်းလမ်းညွှန်ဆိုတဲ့စာအုပ်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားပါပြီရှင်။အချိန်ပေးပြီးနားဆင်ခဲ့ကြတဲ့တဦးတစ်ယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။တာယာပျော်ရွှင်သောနေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။